ဆွဲပြီးတော့လို့ရှိရင်အခုလိုင်းပေါ်မှာတွေ့နေတာတွေကလည်း330 340တွေပြင်းရင်းကြီးရတယ်7သိန်းကျော်လောက်လို့လည်းတောင်းချင်တာ930သိင်းရဲ့ဘာလို့လဲသိတယ်ဘာလို့စိတ်ညစ်နေရလဲတဲ့ဒီမှာဆင်ရွှေရနာဆက်မှာကျူရောဆွဲတီရောဘာမှ7သိန်းကျော်လေးပဲရှိရတော့ကိုလည်းကုကြည့်နေပြီလားဟုတ်ပါတယ်ကျွန်တော်တို့ပြည်မရနာဆိုင်မှာကျိုးပါစိန်ဆွဲတီးလေးတွေကို6သိန်းဝန်းကျင်ကနေပြီးတော့10သိန်းဝန်းကျင်ထိအထူးစင်းသုံးလေးတွေနဲ့ရောင်းချပေးနေတာမို့အမြန်ဆုံးလာရောက်အားပေးဖို့ဖိတ်ခေါ်လိုက်ပါရနော်promotion တိတ်ကြီးရတော့9လပိုင်း24ရက်နေ့ကြီးပဲဆိုတော့အမြန်ဆုံးလာရောက်အားပေးထားမှာဒီဇိုင်းစုံဒီဇိုင်းဆွမ်းစားမျိုးဝယ်ရရှိနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့84လမ်း33 34ကျောင်းမှာရှိရဲကျွန်တော်တို့ပြည်မရနာဆိုင်ကိုအခုပဲလာလိုက်ကြနော်မန္တလေးမြို့ရဲ့ဈေးနှုန်းအချို့ဆုံးဝန်ဆောင်မှုအကောင်းဆုံးအရင်မှရတနာဆိုင်ရတနာဆိုအရင်မှ